ဒီစီစဉ်ကိုကြည့်ရှုလိုက်ပါလှုပ်ရှားဆောင်ရွက်ခြင်းအပြင်လူကြီးလူငယ်ကြားမှနေရာမရွေးလွယ်လွယ်တကူလှုပ်ရှားဆောင်ရွက်နိုင်သည့်အပြင်မိမိတို့လူနေမှုဘဝမှာစိတ်ဖိစီးမှုလျော့ကျပြီးလန်းဆန်းတက်ကြွစွာလှုပ်ရှားသွားလာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ရှင်။မြစ်ကြီးနားခရိုင်မြစ်ကြီးနားမြို့နယ်အားကစားနဲ့ကာယပညာဦးစီးဌာနနဲ့ပြန်ကြားရေးဝန်ကြီးဌာန MRTV NRC ရိုက်ကူးရေးအဖွဲ့ဖြင့်ကချင်ပြည်နယ်လက်ရွေးစင် aerobic သမီးငယ်လေးများဖြင့် physical fitness dance ရိုက်ကူးတင်ဆက်ခြင်းအစီအစဉ်ပဲဖြစ်ပါတယ်ရှင်။မင်္ဂလာပါရှင်။သမီးတို့ကတော့ကချင်ပြည်နယ် aerobic လက်ရွေးစင်တင်းသူလေးများဖြစ်ပါတယ်ရှင်။သမီးတို့နဲ့အတူလိုက်ပါကစားကြပါစို့။ I'm gonna see you next. I'm gonna see you next.